လုံးဆိုင်ရန်ကုန်မြို့တယ်ရန်ကုန်ကလာတဲ့ဧည့်သည်ထမရဲ့ကြာဘယ်သူလဲမသိဘူးနာမည်ကလောင်နာမည်နဲ့ပြရေးထားလားရှင်ပြရိုသေစွာလျှောက်ထားပါသည်ပရိသေရေစိတ်ဘဝင်စိတ်သုတိစိတ်တို့ဤခြားနာမှုတို့ကိုဟောကြားပေးပါရန်ပရိသေရေစိတ်ဘဝင်စိတ်သုတိစိတ်ဆိုတာပုံစံတစ်မျိုးတည်းပဲပရိသေရေစိတ်ဆိုတာပထမဆုံးဘဝတစ်ခုနဲ့ဘဝတစ်ခုကိုဆက်ဆက်ပေးတာဖြစ်သောကြောင့်ပထမဆုံးဖြစ်တဲ့စိတ်ကလေးဒီဘဝမှာဆိုပါစို့ဥပမာပဲဘုန်းကြီးတို့အတိတ်ဘဝကသေးလာပြီးတော့ဒီဘဝမှာပထမဆုံးပေါ်တဲ့စိတ်ကိုပရိသေရေစိတ်လို့ခေါ်တယ်နော်အဲ့ဒီစိတ်နဲ့အလားတူနောက်ထပ်ဖြစ်တဲ့စိတ်တွေကိုဘဝင်စိတ်လို့ခေါ်တယ်နောက်ဆုံးဖြစ်တဲ့စိတ်ကိုသုတိစိတ်လို့ခေါ်တယ်ဒါကြောင့်မို့တဘဝမှာပရိသေရေဘဝင်သုတိဆိုတာသူက life span ကြီးတစ်ခုရဲ့ကန့်သက်တစ်ခုပဲကံကြောင့်ဖြစ်တာဒါဒီဘဝမှာရှိတဲ့မျက်စိကယူတဲ့အာယုနာကယူတဲ့အာယုနေနဲ့မဆိုင်ဘူးသူကအလုံးမလုပ်ဘူးအဲ့ဒီဟာအတွက်အလုံးမလုပ်ဘူးပင်ကိုကမတည်ခင်ကယူခဲ့တဲ့အာယုနဲ့ပဲသူကအလုံးလုပ်တယ်အဲ့တော့အိပ်ပျော်နေတဲ့အချိန်ဖြစ်တာဘဝင်စိတ်လို့ခေါ်တယ်အဲ့ဒီဘဝင်စိတ်က blue line ပဲ passive mind လို့ခေါ်လို့ရတယ်နော်သူကတော့ဘယ်တော့မှမပြတ်ဘူးပြတ်သွားရင်သေပြီပေါ့တရားသူကစိတ်ရဲ့ sources ပဲစိတ်ရဲ့ source ပဲအဲ့တော့ဝိသိစိတ်ဆိုတာ active mind လို့ခေါ်တယ်သူကမျက်စိကမြင်တဲ့အာယုန်နဲ့အလုံးလုံးတယ်နားကကြားလိုက်တဲ့ပစ္စုပန်အာယုန်တွေနဲ့အလုံးလုံးတယ်သူကဒီဘဝင်စိတ်တို့ဆိုတာပရိသေရေစိတ်ဘဝင်စိတ်သုတိစိတ်ဆိုတာအဲ့ဒါတွေနဲ့အလုံးမလုံးဘူးသူကအလုံးမလုံးဘူးသူကအာယုန်သီးသန့်နဲ့နေတယ်လူဘဝရဲ့အခြေခံစိတ်ကြီးပေါ့နော်သို့တော့စိတ်ဆိုတာနှစ်ခုဘယ်တော့မှမဖြစ်ဘူးတစ်ခုတည်းပဲဖြစ်တယ်ဒီ red line လို့ဘုန်းကြီးကတော့နိုင်ငံသားတွေသင်တဲ့အခါမှာ blue line နဲ့ red line လို့ဆို line နှစ် line ပြထားတယ်အဲ့ဒီ red line ဆိုရင်အာယုံအသက်ဝင်လာလို့ရှိရင် blue line ကပြတ်တောက်သွားပြီး red line ဖြစ်သွားတာဟို easy ကြိုက်ချီရိုက်တဲ့အခါမှာတွေ့တယ်မဟုတ်လားပေါ်တက်တယ်လားလေအဲ့ဒါမျိုးလိုပဲသူက red line ကသူကလှုပ်ရှားတယ် blue line ကငြိမ်နေတာအခြေခံ line blue line ကငြိမ်နေတာအဲ့ဒါဘဝင်စိတ်လို့ခေါ်တယ်အစဆုံးစိတ်ကိုပရိသေရေနောက်ဆုံးစိတ်ကိုသုတိဒီလိုဘဝတာတစ်ခုရဲ့သူက life span တစ်ခုပဲအဲ့လိုဆိုလို့တယ်နောက်တစ်ခုကပါတယ်ခြားနာမှုမရှိပါကသုတိစိတ်သည်တန်တရားတစ်ယောက်လုံးအစဉ်ဖြစ်ပေါ်နေပါသလားမဟုတ်ဘူးသူကဒီပရိသေရေစိတ်ဘဝင်စိတ်သုတိစိတ်ဆိုတာဒီတစ်မျိုးတည်းပဲခြားနာတာမဟုတ်ဘူးသို့တော့ဖြစ်တဲ့အချိန်ကာလချင်းမတူဘူးဘဝတစ်ခုမှာအစဆုံးဖြစ်လို့သူ့ကိုပရိသေရေလို့ခေါ်တာနာမည်ကပရိသေရေဆိုတာ relinking consciousness လို့ခေါ်တယ် relink လောက်လိုက်တဲ့အချိန်နောက်ဟာကျတော့သူကဘဝရဲ့စင်စစ်မပြတ်ဖြစ်ဖို့ရာအတွက်ဖြစ်လို့ဘဝင်စိတ်လို့ခေါ်တာသုတိဆိုတာနောက်ဆုံးရွေလျောသွားတဲ့စိတ်ကိုသုတိလို့ခေါ်တာနော် activity ကြည့်ပြီးတော့လူတွေလည်းလို့ခေါ်တာမဟုတ်လားရုံးမှာကြတော့ manager အိမ်ကြတော့ထမင်းချက်ပဲလေအဲ့ဒီသဘောမျိုးပေါ့တယောက်တည်းပြီမဲ့လို့အဲ့လိုခေါ်လိုက်တာနော်ဟိုကြတော့ဝန်ကြီးအိမ်ရောက်တဲ့အခါကျတော့ဝန်ကြီးမဟုတ်တော့ဘူးလေ